ရွယ်လားခက်သလားစိန်လုံးကျော်ပရိသတ်များလုံးပဲမင်္ဂလာများရွှေဦးဖိုက်ကနေပြန်လဲကြိုလိုက်ပါရင်ဆရာချီဦးညွန့်ရဲ့လင်္ကာဒီပါဆက်တော်ရင်းကဓာတ်ဘလူးပြောခဲ့တဲ့စကားတစ်ခုကိုတော့မှသွားသတိရမိပါသေးတယ်လွယ်သလားခက်သလားရာမလွယ်သလားခက်သလားပြောစမ်းငါကိုဒီနေ့ညမှာတော့ဒီမေကွန်းကိုစိန်လုံးကျော်ကအပြေဆိုသွားတော့မှာဖြစ်ပါတယ်စိန်လုံးကျော်ကဒီနေ့ညမှာကျင်းပမဲ့1 Friday Fight 1 North မှာ1 Championship ပွဲဥထွက်အပြင် Thai Fighter Ross Sesson နဲ့ရင်ဆိုင်လို့ရှင်ပြိုင်သွားရမှာဖြစ်ပါတယ် Ross Sesson ပြီးခဲ့တဲ့နိုဝင်ဘာလတွင်ကျင်းပခဲ့တဲ့1 Friday Fight 86မှာစတင်ပွဲထွက်လာခဲ့တာဖြစ်ပြီးနိုင်ငံတူ Fighter Singapore ကို Split Decision နဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်Ross Sesson အသက်19နှစ်အရွယ်သားရှိသေးပြီးအရက်အမြင့်9ပေဆက်လက်မှဝင်းကျင်ရှိ Fighter တယောက်ဖြစ်ပါတယ်မန်လေးသားစိန်လုံးကျော်ကတော့လာရှိတဲ့မျိုးဆက်သစ် Fighter ကစားမတယောက်ဖြစ်ပါတယ်နေစဉ်ကလေးကလက်ဝဲလောကတွေကိုဝင်ရောက်လာခဲ့တဲ့စိန်လုံးကျော်ဟာလက်ရှိချိန်ထိဆိုရင် Professional ပွဲပေါင်း90ကျော်ထိုးသက်ထားခဲ့ပြီလို့သိရပါတယ်အသက်9နှစ်အရွယ်ကလေးကကျောင်းကားလုပ်တဲ့လက်ဝဲပွဲတွေမှာဝင်ရောက်ထိုးသက်ရင်တောင်းပန်မိခဲ့တည်းရဲ့ဖြစ်နေတဲ့စိန်လုံးကျော်ဟာအခုချိန်မှာတော့အရှင်ဟုန်နဲ့တောက်လောင်တော့မဲ့မိတော့ကြီးတစ်ပွဲဖြစ်နေကြတာပါစိန်လုံးကျော်အပြည်တွင်းပွဲတွေမှာမိုးထက်အောင်သွေးသစ်မောင်စောမင်းနိုင်မင်းကျော်စားတော့လို့ Fighter တွေနဲ့ထိုးသက်ခဲ့ဘူးတာတော့အတွေ့အကြုံကတော့အထက်လျောက်ရှိရလို့ပဲသုံးသပ်ရမှာဖြစ်ပါတယ်ဒီနေ့မှာဝမ်းမှာပွဲထွက်လာမဲ့စိန်လုံးကျော်အတွက် Ross Sesson ဟာလွယ်ကူတဲ့ပြန်ပဲတယောက်တော့မဟုတ်ပါဘူးဒီပွဲမှာစိန်လုံးကျော်အတွက်အဓိကအားနည်းချက်ဖြစ်လာနေတာကအရက်မောင်းပါပဲ Ross Sesson အရက်အမြင့်9ပေ10လက်မှရှိပြီးစိန်လုံးကျော်ကအရက်အမြင့်9ပေ4လက်မှဝင်းကျင်တာရှိတာကြောင့်6လက်မှထိကွာဟပါတယ်အရက်မောင်းကွာရင် reach လဲကွာမှာဖြစ်ပါတယ်ဒီပြဿနာကိုစိန်လုံးကျော်ဖြေရှင်းရမှာဖြစ်ပါတယ် Ross Sesson စင်ကားတဲ့ပွဲတုန်းကအလိုးလဲနဲ့ဘူးတွဲသေးကြခဲ့ပြီးအမှတ်အဆုံးဖြတ်မှာကတ်နိုင်ခဲ့တာဖြစ်ပါတယ်အဲဒီပွဲတုန်းကလည်းအရာဆိုရင် Ross Sesson ဟာမာကွန်အတော်လေးကောင်းတာကိုတွေ့ရပါတယ်ပထမအချိန်မှာတော့စင်ကားရဲ့ထောက်လက်သေးတွေကိုမျက်နှာဒဲမှန်တာ3ချိန်လောက်ရှိခဲ့ပေမဲ့တစ်ချက်ကလေးတောင်မြိုင်သွားခဲ့ပါဘူးဒါအပြင် Ross Sesson ရဲ့အခြေခံချက်တွေဟာစိန်လုံးချောအတွက်သတိထားရမှာဖြစ်ပါတယ်စိန်လုံးချောအနေနဲ့ပူးပြီးထိုးသက်ဖို့ကြိုးစားလာမယ်ဆိုရင် Ross Sesson ရဲ့အမြင့်ကန်ချက်တွေကိုခံလာရနိုင်ပါတယ်စိန်လုံးချောအနေနဲ့မိုးထောင်တဲ့ပွဲတုန်းကလည်းဝင်လောခဲ့တာကြောင့်အမားတွေများပြီးရှုံးခဲ့ရပြီပါပြီRoss Sesson ပြန်မဲ့ရမောကိုစော်ပြီးကောင်တာချောင်းကစားတဲ့ Fighter မျိုးဖြစ်တာကြောင့်စိန်လုံးချောအတွက်တကယ်ကိုမလွယ်ပါဘူးဒါပေမဲ့ Ross Sesson အားနည်းချက်ကတက်လုံပိုင်းဖြစ်ပါတယ်စင်ကာနဲ့ပွဲတုန်းကနောက်ဆုံးအချိန်မှာ Ross Sesson ရဲ့တက်လုံကတိတိကျကျကျဆင်းလာခဲ့တာဖြစ်ပါတယ်ဒါဟာရွေးရမှာရေကုန်ရေကန်းပေါ်အမကူရေမရှိဆွဲနေတဲ့စိန်လုံးချောအတွက်အားသာချက်ဖြစ်လာနိုင်ပါတယ်ဒီဘက်မှာအရေးကြီးဆုံးကစိန်လုံးချောအနေနဲ့တက်နိုင်သမျှအကွာဝေးကိုထိန်းကစားရမှာဖြစ်ပါတယ်အတင်းဝင်မှုတာမျိုးမလုပ်ဘဲနဲ့ Ross Sesson ရဲ့အမားကိုစော်ပြီးထိုးသက်သွားဖို့လိုအပ်မှာဖြစ်ပါတယ်ဒီဘက်ကိုကြည့်ပြီးတော့နဗီအာနိုင်နဲ့တမ်မနီစိုးလေးတို့ရဲ့ပွဲကိုတော့သတိရမိပါသေးတယ်ဒါပေမဲ့အဲဒီတော့ကတော့နဗီအာနိုင်ဟာတော်တော်လေးကိုအရန်ပြင်းနေပြီးစိုးလေးဦးနဲ့လည်းအရန်မောင်းတော်တော်လေးကွာဟနေတာဖြစ်ပါတယ်အခုစိန်လုံးချောနဲ့ Ross Sesson တို့ရဲ့ပွဲကတော့အရန်မောင်းအပြင်6လက်မှပဲကွာဟတာကြောင့်စိန်လုံးချောအတွက်တော့ကြိုးစားမယ်ဆိုရင်ဖြစ်နိုင်ပါတယ်စိန်လုံးချောအနေနဲ့အဲဒီတော့ကနောင်တော်ကြီးစိုးလေးဦးရဲ့ထိုးသက်ဟန်တွေကိုလေ့လာပြီးနဗီကိုဘလို့ရင်ဆိုင်သွားခဲ့လဲဆိုတာကိုတေချာလေးဂယူးပြုလေ့လာသင်ပါတယ်နဗီနဲ့ Ross Sesson ဆိုရင်နဗီကပိုကောင်းတဲ့ကစားသမားတစ်ယောက်ပါRoss Sesson ကနဗီလောက်မကောင်းပေမဲ့သူ့ရဲ့အရန်မောင်းအားသာချက်ကိုအသာစီးရယူပြီးပြိုင်ပွဲတွေကိုလည်းထိုးတဲ့ Fighter တစ်ယောက်ဖြစ်ပါတယ်Ross Sesson ကစိန်လုံးချောအတွက်လွယ်သလားခက်သလားဆိုတာကတော့သူကိုယ်တိုင်ပဲဒီနေ့ညမှာအဖြေထုတ်သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ